အားလုံးပဲမင်္ဂလာပါ Learn and Thrive ရဲ့ Kaigo Knowledge Sharing Program ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့ပြပြပေးချင်တာကကြတော့ Kaigo လုပ်ငန်းခွင်မှာအမြဲတမ်းမှတ်သားထားရမယ်ဒီ Gyakutai ဆိုတဲ့အကြမ်းဖက်မှုနှိပ်စက်မှုဘယ်နှခုရှိလဲဆိုတာကိုအားလုံးသိအောင်မျှဝေပေးချင်ပါတယ်ရှင်အဲ့ဒါလေးမမျှဝေခင်မှာအဲ့ဒါနဲ့ပတ်သက်တဲ့ဒီ vocabulary words တွေပေါ့နော်ဒါလေးတွေကိုခဏလောက်အရင်ဆုံးကြိုတင်ပြီးတော့လေ့လာလိုက်ကြရအောင်နော်ပထမဆုံးအနေနဲ့နံပါတ်1က Gyakutai ဆိုတဲ့စကားလုံးလေးပါ Gyakutai ဆိုတာက abuse လုပ်တာကိုပြောတာပါနှိပ်စက်တာအကြမ်းဖက်တာကိုပြောတာပါနံပါတ်2ကတော့ Boko ဆိုတာကကြတော့အကြမ်းဖက်တာပါပဲတနည်းအားဖြင့်လက်ပါတာခြေပါပြီးတော့အကြမ်းဖက်ခြင်းကိုပြောတာပါစမ်းပန်ကကြတော့ Gaisho ကြတော့ဒီမှာရေးထားတဲ့အတိုင်းပဲပြင်ပတန်ရာကိုခန္ဓာကိုယ်အပြင်မှာအပေါ်တန်ရာပေါ့နော်ခြေရပြူရထိရခိုက်ရတွေပါနံပါတ်4ကကြတော့ Gando ဆိုတာကကြတော့အပြုမူရေးစကားတွေကိုပြောခြင်းဖြစ်ပါတယ်အရင်ဆုံးဒီလေးလုံးလေးကိုအရင်နားလည်အောင်ဖတ်ထားပါမယ်နောက်တစ်ခုကကြတော့ Hoki ဖြစ်ပါတယ် Hoki ဆိုတာကကြတော့ပြစ်ထားတာပေါ့နော်တာဝန်မယူကိုလုံးရမယ့်ဟာကိုမလုပ်ဘဲနဲ့ပြုဆောက်ရှောက်ရမယ့်သူတွေမပြုစုဘဲနဲ့ပြစ်ထားတဲ့ပြစ်ထားပလိုက်တာအဲ့လိုပဲ negative kudo ဆိုတာကလည်း neglect လုပ်တာပဲလစ်လူရှုလိုက်တာပဲဂရုမစိုက်တာပဲနံပါတ်9ကကြတော့ hochi ဆိုသူလည်းအတူတူပါပဲเนาะဂရုမစိုက်ဘဲနဲ့တယောက်တည်းထားလိုက်တာပါပဲเนาะနံပါတ်10ကကြတော့ futo ဆိုတာကမသိလျော်တာမမျှတာပေါ့เนาะ unfair ဖြစ်တာပေါ့เนาะဟုတ်ပြီနောက်တစ်ခုကကြတော့သူက zai sanjo ဆိုတာပေါ့เนาะပိုင်ဆိုင်မှုတွေပေါ့เนาะဒီပြုစုဆောက်ရှောက်ခံရတဲ့ဘိုးဘွားတွေရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေเนาะသူတို့ရဲ့ပိုင်ဆိုင်မှုတွေပေါ့เนาะနံပါတ်10ကကြတော့ဒီရဲ့ကီဆိုတာကအကျိုးမြတ်เนาะနောက်တစ်ခုက edu ဥရုလို့လည်းခေါ်တယ်ပေါ့နော်အရာတာအနိုင်ယူတာပေါ့နော်ဒါedu ဥရုနောက်ဆုံးနှစ်ခုကကြတော့ဘာလို့တာလဲဆိုရင်သူက waisesuna ဆိုတာကမဖွဲ့မရဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ kodo ဆိုဒါကတော်တော်များများသိမှာပါ kodo ဆိုတာကပြုမှုတဲ့လှုပ်ရှားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ခေါင်းစဉ်လေးကနေစပေးလိုက်ကြည့်လိုက်အောင်နော် Gyakutai ဆိုတာဘာလို့တာလဲနှိပ်စက်တာเนาะညှဉ်းပန်းနှိပ်စက်တယ်ဆိုတာပါအဲ့တော့ Gyakutai ဆိုတာဘာလဲဖတ်ကြည့်မယ် Gyakutai とは利用者の人権を侵害することです利用者の人権ဆိုတာကသူ့ရဲ့လူခွင့်ရေးကို侵害することဆိုတာချိုးဖောက်တာဟုတ်ပြီအဲ့ဒါဆိုရင် Gyakutai ဘယ်နှမျိုးရှိလဲဆိုရင် Gyakutai のကိုရူခတာGyakutai 5မျိုးရှိပါတယ်တဲ့ပထမတစ်ခုကကြတော့身体的Gyakutai身体的Gyakutaiဆိုတာပါ利用者の体に暴行を加えることですပြောမယ်ဆိုရင်ဆောက်ရှောက်ခံဘိုးဘွားတွေကိုကိုတိလက်ရောက်ညှဉ်းပန်းနှိပ်စက်တာအဲ့ဒါလေ Gyakutai ပဲနံပါတ်2ကကြတော့ရှင်းနီတက်ကြီး Gyakutai ရှင်းနီတက်ကြီး Gyakutai ဆိုတာကကြတော့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတစ်မျိုးပေါ့နော်ဒီမှာရေးရတာက利用者に心理的外傷を与える言動を行うことですပြောရမယ်ဆိုရင်ဖိုးဖွားတွေကိုသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားအောင်ပြောတာဆိုတာအော်ရာဟစ်တာအဲ့ဒါမျိုးတွေဖြစ်ပါတယ်နံပါတ်3ကကြတော့ခိုင်ကိုတိုဟိုကီနေဂူရေကုတိုအဲ့တော့ဗာလဲဆိုတော့လစ်လူရှုထားလိုက်တာเนาะအောက်မှာဆက်ဖတ်ကြည့်မယ်ဆိုရင်ခိုင်ကိုကဟီဆိုယောနာဟီတိုဟိုချီဆူရကိုတိုအဲ့တော့အဖိုးဖွားတွေကပြုဆောက်ရှောက်မှုကိုလိုအပ်တယ်ဒါပေမဲ့လိုအပ်တာကိုသိရတာနဲ့စွန့်ပစ်ထားလိုက်တာလစ်လူရှုထားလိုက်တာဘာမှမလုပ်ပြီးတော့တာနံပါတ်4အနေနဲ့ကကြတော့ခဲဆိုင်တက်ကြီး Gyakutai ခဲဆိုင်ဆိုမှတော့စီးပွားရေးပေါ့နော်ပြောရမယ်ဆိုရင်စီးပွားရေးအရာညှဉ်းပန်းနှိပ်စက်တာအဲ့တော့စီးပွားရေးဆိုတဲ့ကပတ်စံတစ်ခုရဲ့မဟုတ်ဘူး利用者から不当に財産上の利益を得ること得ることဒီဘိုးဘွားတွေကနေပြီးတော့သူတို့ရဲ့ပိုင်ဆိုင်တဲ့ပတ်စံတော်၎င်းသူတို့ရဲ့ရပိုင်ခွင့်တွေသူရဲ့ပစ္စည်းတွေဒါတွေအကုန်လုံးကိုမတရားအမျက်ထုတ်တာမတရားညှဉ်းပန်းနှိပ်စက်တာနောက်ဆုံးနံပါတ်5ကကြတော့စိတ်တက်ကြီး Gyakutai စိတ်တက်ကြီး Gyakutai ဆိုတာကကြာဘာလို့တာလဲဆိုလိမ်မိုင်းဆိုင်ရာနှိပ်စက်တာကိုပြောတာနော်အောက်မှာဖတ်ကြည့်လိုက်မယ်ဆိုရင်利用者にわいせつな行動をすることဘာလို့တာလဲဆိုတော့ဒီအဖိုးဖွားတွေဆက်လျှောက်ခံဖိုးဖွားတွေကိုလိမ်မိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်တာနော်မဖွယ်မရလောက်တာဒါတွေကို
Gyaku တိုင်းနေလို့ခေါ်ပါတယ်အဲ့တော့စုစုပေါင်း Gyaku တိုင်းကဘယ်နှမျိုးရှိလဲဆိုရင်5မျိုးရှိပါတယ်ဒါတွေကခိုင်ကော့နယ်ပယ်မှာလုံနေတဲ့သူတွေအားလုံးမသိမဖြစ်ကိုသိထားရမယ်အခြေခံအချက်တွေထဲမှာပါပါတယ်ပေါ့နော်အဲ့တော့皆さんတို့လည်းအခုပြောသွားတဲ့ Gyaku တိုင်း5မျိုးကိုသေချာသိမယ်ဆိုရင်ဒါခိုင်ကော့နယ်ပယ်မှာဘုဒ္ဓတအနေတစ်ခုနဲ့တိုးသွားမှာဖြစ်ပါတယ်ပေါ့နော်နောက်လည်းဒီလိုဗီဒီယိုမျိုးလေးတွေခိုင်ကော့နဲ့ပတ်သက်တဲ့ဘုဒ္ဓတလေးတွေဆက်ပြီးတော့သိကျင်နေဆိုရင်ဒီ Learn and Thrive ကိုဆက်ပြီးတော့အားပေးပါအောင် subscribe လေးလုပ်သွားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးပဲ皆さんတို့လုပ်ငန်းခွင်မှာပျော်ရွှင်ကြပါစေကြည်ပေးကြလို့ကျေးဇူးပါ